ဒီတစ်ခေါက်ပြောပြမှာတော့တရုတ်မင်းသားချန်စ်သူ့ကိုသိကြလားသူ့ကို1999ကျွန်း10ရက်မှာမွေးရယ်ဂျမနိုင်းမေထုံရာသီဝါဖြစ်ပြီးတော့အရက်က188စင်တီမီတာရှိရယ်သူကစီးကိုတိုင်းအေးစစ်တင်နေတဲ့စောက်ဝင်ကန်အရန်လိုက်ဖက်တယ်ပြီးတော့သူ့ရဲ့အေးစစ်တင်နေတဲ့ပုံစံလေးတွေကဖန်ကဲလေးတွေအကြိုက်ဖြစ်လာပါတော့ relationship ကတော့ခုထိတရားဝင်ရှိရတော့မကြသေးဘူးအဲ့တော့ကိုကကိုစင်ငယ်လိုပဲလူရဆွဲထွေးလိုက်တယ်ရှင်တို့ရောဗာတိထားကြသေးလဲသိချရှိရင်ပြောပြခဲ့ကြအောင်တကယ်အေးလားမအေးလားကတော့ကိုကကိုကြည့်ပြီးပဲပုတ်ခဲ့ကြတော့နော်想写一首歌给你，送给你，让你知道我心里都是你，哼给你，唱给你，想把最后旋律都给你，一直想写首歌唱给你，把我的爱全都装进音符里，就这样轻轻慢。